လူတိုင်းကြုံတွေ့ကြရတဲ့လောကရန်နှမျိုးရှိပါတယ်။အဲ့ဒီလောကရန်နှမျိုးကဘာတွေလဲလို့ဆိုရင်နံပါတ်1ကဲ့ရဲ့ခံရခြင်းနံပါတ်2ကချီးမွမ်းခံရခြင်းလူတွေကဲ့ရဲ့ခံရတဲ့အခါစိတ်ဆိုးတတ်ကြတယ်။ချီးမွမ်းခံရပြီဆိုရင်တော့ဟုတ်သည်ဖြစ်စီမဟုတ်သည်ဖြစ်စီအလွန်ကိုကျဉ်းကြပါတယ်တဲ့။အဲ့ဒီတော့လူတစ်ယောက်ကတင့်ကိုကဲ့ရဲ့လာတဲ့အခါမြတ်ဗုဒ္ဓရဲ့အဆုံးအမတွေကိုသတိရလိုက်ပါအပြစ်တင်ကဲ့ရဲ့ခံရတဲ့အခါမှာနံပါတ်1စိတ်မဆိုးနဲ့တဲ့မကြည်မနှံ့မဖြစ်နဲ့တဲ့စိတ်ဆိုးခြင်းဟာတင့်မှာအန္တရာယ်ဖြစ်စေတယ်စိတ်ဆိုးတဲ့အခါတစ်ဖက်သားရဲ့စကားအကောင်းအဆိုးမသိနိုင်ဘူးကဲ့ရဲ့ပြစ်တင်ခြင်းခံရတဲ့အခါမဟုတ်မှန်ကမဟုတ်ကြောင်းမမှန်ကြောင်းကိုရှင်းပြခွင့်ရှိတယ်တဲ့ဒါကကဲ့ရဲ့ခံရတဲ့အခါပေါ့နော်နောက်တစ်ခါချီးမွမ်းခံရတဲ့အခါချီးမွမ်းတာကိုလူတိုင်းနှစ်သက်ကြတယ်ချီးမွမ်းခံရလို့ဝမ်းသာတာအပြစ်လားလို့ဆိုကြပါတယ်တို့တော်လည်းပဲဝမ်းသာနေရင်ဘာဖြစ်နိုင်လဲလို့ဆိုတာသိရအောင်မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုဖတ်ကြည့်လိုက်တဲ့အခါချီးမွမ်းခံရတဲ့အခါဝမ်းသာလုံးအားကြီးပြီးတော့စိတ်ဓာတ်တွေတက်ကြွဘဝင်နေမြင့်အဲ့လိုဖြစ်လာရင်တင့်မှာအန္တရာယ်ဖြစ်မယ်တဲ့ဝမ်းသာပြီးတော့ဘဝင်မြင့်မဲ့အစားချီးမွမ်းထိုက်တဲ့အရေးချင်းကိုမှတကယ်ရှိရလားမရှိဘူးလားဆိုတာကိုဆင်ခြင်ရမယ်တကယ်ရှိရင်တော့အတိမပြုလိုက်ပေါ့ဒါကြောင့်မို့ကဲ့ရဲ့ခြင်းနဲ့ချီးမွမ်းခြင်းဆိုတဲ့လောကရန်တစ်မျိုးကိုကြုံလာတဲ့အခါမှာဘယ်လိုမျိုးရင်ဆိုင်ဖြတ်သန်းကြလဲဆိုတာကိုပြန်ပြီးတော့စဉ်းစားကြည့်ပါကျေးဇူးအများကြီးတင်ပါတယ်